တခါတော့ဘိုးတော်မင်းတရားကြီးကပညာရှိအမတ်ကြီးဦးပေါ်ဦးကိုအခက်တွေ့စေဖို့အတွက်ပဟေရီတစ်ခုနဲ့ပညာစမ်းလိုက်ပါတယ် ဟဲ့ပေါ်ဦးငါရဲ့ရွှေနန်းတော်ပတ်ဝန်းကျင်နဲ့တတိုင်းပြည်လုံးမှာဗျိုင်းဖြူအကောင်ရေးစုစုပေါင်းဘယ်နှကောင်ရှိတယ်လဲကွ။ မှန်လားပါဖေဟာကျွန်တော်မျိုးတိုင်းတာတွက်ချက်ကြည့်ပြီးပါပြီအရှင်မင်းကြီးရဲ့တိုင်းပြည်ထဲမှာဗျိုင်းဖြူပေါင်းတသိန်းတိတိရှိပါတယ်ဖေဟာ ဘရင်ကြီးကလည်းမယုံသင်္ကာနဲ့ပြန်မေးတာပေါ့ ဟဲ့ပေါ်ဦးမင်းကဘလို့လုပ်တည်တာလဲတကယ်လို့တသိန်းထက်ပိုနေရင်ဒါမှမဟုတ်လိုနေရင်ရောမင်းကိုငါဘလို့အဖြစ်ပေးရမလဲ အဲ့ဒီအခါမှာဦးပေါ်ဦးကဘာနဲ့စွာနဲ့ပဲရှောက်တင်လိုက်ပုံကတော့ မှန်လားပါတကယ်လို့တသိန်းထက်ပိုနေရင်တော့တခြားတိုင်းပြည်ကဆွေမျိုးပြိုင်းတွေအလဲလာနေကြလို့ပါဖေဟာတကယ်လို့လိုနေပြန်ရင်လဲကျွန်တော်မျိုးတို့တိုင်းပြည်ကပြိုင်းတွေတခြားတိုင်းပြည်ကဆွေမျိုးတွေစီအလဲသွားနေကြလို့ပါဖေဟာ ဘရင်ကြီးဟာဥပေါ်ဦးရဲ့ဘလို့မှညင်းလို့မရတဲ့ပန်းနှန်းလာတဲ့အဖြေကိုသဘောကျလွန်းလို့အားရပါရရေမောရင်ဆုလက်တွေအများကြီးပေးသနာလိုက်ပါတော့တယ် ဥပ္ပဦးရဲ့ပါနှက်တဲ့ဉာဏ်ပညာတွေကနေအတူယူစရာတွေအများကြီးရှိပါတယ်နောက်ထပ်လျှောက်ထုံးတွေကိုကြည့်ဖို့ channel လေးကို subscribe လုပ်ထားပေးပါဦးနော်